စိတ်ကျမ်းမာရေးထိခိုက်မှုတွေအကြောင်းကိုရင်ဖွင့်လာခဲ့တဲ့ဘယ်လင်ဂမ်အားလုံးပဲမင်္ဂလာပါဘောလုံးစတာ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေဘောလုံးစားသမားတွေရဲ့နောက်မှာအောင်မြင်ကြော်ကြားမှုတွေနဲ့အတူဝေဖန်ပြစ်တင်မှုတွေဆိုတာကလည်းတွန်းတွဲပါလာတတ်ပါရစေနာမည်ကြီးလေးမီဒီယာတွေရဲ့ PR တွေအောက်ကိုရောက်လေဖြစ်ပြီးတော့တခါတလေမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်ရတဲ့အထိတွေ့ကြုံရတတ်တာလည်းဖြစ်ပါရစေဂျူဘယ်လင်ဂမ်တယောက်ကတနက်12နှစ်ပဲရှိသေးတယ်ဆိုပေမဲ့အောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်ထားပြီးနေပါပြီဘယ်လင်ဂမ်တယောက်က Real Madrid မှာပွဲဥထွက်ရာသီမှာတင်လာလီဂါကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပြီးတော့စူပလာအောင်မြင်မှုတွေကိုလည်းရရှိခဲ့ပါတယ်။ဒါပေမဲ့လည်းဘယ်လင်ဂမ်တယောက်ကပြီးခဲ့တဲ့ရာသီမှာတော့ပခုံးတန်ရာကြောင့်မလို့ကြာဆင်းလာခဲ့ရပါတယ်။ဒီရာသီမှာလည်းဒဏ်ရာခွဲစိတ်ကုသရေးနဲ့အချိန်တိုင်းတာတစ်ခုတွေကိုအနားယူနေခဲ့ရတာကြောင့်ကလပ်သိန်းနဲ့နိုင်ငံအသင်းတွေအတွက်ပါဝင်ကစားနိုင်ခြင်းမရှိသေးပေမဲ့ပရိသတ်ညွန်ညင်ခြင်းကိုခံနေရပါတယ်။အင်္ဂလန်အသင်းကဘယ်လင်ဂမ်ကိုမရွေးချယ်တဲ့နောက်မှာဘယ်လင်ဂမ်တယောက်ကလက်ရွေးစင်အသင်းမှာမပါဝင်သင့်တော့ဘူးဆိုတဲ့ဝေဖန်မှုတွေကလည်းကျေလောင်လာနေတာဖြစ်ပါတယ်။ဘယ်လင်ဂမ်တယောက်ကသူ့အနေနဲ့ social media က post တွေ comment တွေဆိုရင်တော့ဝင်မကြည့်ဖြစ်တော့အကြောင်းကိုလည်းပြောပြလိုက်ခဲ့ပါတယ်။ online ပေါ်ကအဆိုးကောင်းဝေဖန်မှုတွေကလူငယ်ကစားသမားတယောက်အတွက်ကိုယ်ပိုင်တန်ဖိုးကိုတန်ရာဖြစ်စေတာကြောင့် social မသုံးတော့အကြောင်းကိုဘယ်လင်ဂမ်တယောက်ကပြောပြလိုက်ခဲ့ပါတယ်။ဘယ်လင်ဂမ်တယောက်ကသူကောင်းကောင်းကစားနေတာမှချီးကျူးတဲ့သူကချီးကျူးမှာဖြစ်ပြီးတော့ဝေဖန်မဲ့သူကတော့ဝေဖန်မှာပဲဖြစ်တဲ့အတွက်သူတစ်ပါးရဲ့မြင်ကြောင်းမလို့သူ့ရဲ့စိတ်ချမ်းမာရေးကိုထိခိုက်မခံတော့တာဖြစ်ကြောင်းရင်ဖွင့်ပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်။မီဒီယာခေတ်ကြီးမှာ online ပေါ်ကနေဝေဖန်မှုတွေကိုအားကစားသမားအားလုံးကရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။ဘယ်လင်ဂမ်တယောက်ကတော့ဒဏ်ရာကနေပြန်လာပြီးဝေဖန်မှုတွေကိုနားရမသွားဘဲနဲ့အကောင်းဆုံးပုံစံနဲ့ပြန်လည်ရရှိနိုင်ဖို့ပဲအာရုံစိုက်ထားပါတယ်။ကျေးဇူးပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။